အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကလေထဲမှာခရီးကိုကိုယ်တိုင်ကောက်ပြီးတော့ပြုတ်ပြီးတော့ကမွန်းကြီးမလေးနဲ့ပြုတ်ပြီးတော့ကိုယ်တိုင်အချင်းနဲ့တို့စားမယ်ဗျာဒါကတော့လေထဲမှာပုလို့မိုးရသည်ဆိုလို့ရှိရင်ပေါ်မှာပေါ့ဗျာလေခရီးတွေအများကြီးပဲပေါ့နော်ဈေးတွေမှာလည်းအများကြီးရှိပါတယ်ဒါပေမဲ့ဒါကတော့ကိုယ်တိုင်ကောက်ပြီးတော့ပြုတ်စားမယ် feeling ပေါ့ဗျာဒါတော့ကောက်တာအများကြီးဗျာဒါအများကြီးရှောက်ကောက်စရာမလိုဘူးဒီကအများကြီးကိုရှောက်ကောက်စရာမလိုဘူးဗျာလေတစ်ခွက်လောက်ကောက်လိုက်ရုံနဲ့တင်ရောအခုလိုဘုံတစ်ဘုံနှစ်ဘုံကတော့အေးအေးဆေးဆေးပဲနော်ဒီခရီးတွေကတော့အရန်ကိုများတာအများကြီးပဲအများကြီးမှအများကြီးဗျာဒါတော့မှကျွန်တော်တို့ကောက်တဲ့အချိန်မှာလုံးဝကိုဒီတေးရလေးတွေကိုမကောက်ဘူးဗျာလုံးအကောင်နဲ့ကြီးရလေးတွေပေါ့ခယူကြီးရလေးတွေကိုပဲကောက်တာပေါ့နော်ကနန်းထက်ခယူကတော့ပို့ပြီးတော့ကောက်ရလဲလွယ်တယ်သူကတော့ဖမ်းစရာတကူကလိုက်ပြီးတော့ဖမ်းစရာမလိုဘူးဗျာဒီထဲမှာတွေ့တဲ့ဟာကိုကောက်လိုက်ရုံပဲစမ်းပြီးတော့ကောက်ပြီးတော့ပြီးရင်တော့ပြုတ်ပေါ့ခုဆိုရင်တော့ခရီးကောက်ပြီးတော့ပါပြီပြီးရင်တော့ပြုတ်စားမယ်အချို့ဟာတွေကိုတော့ပြုတ်ပြီးတော့အသားထုတ်ပြီးတော့ဒီတုတ်စားမှာပါဗျဘုံတဘုံရယ်အိတ်တအိတ်ရယ်ဒါကတော့ခယူတွေကိုတေချာရေးတေချာအထက်ထက်ဆေးပြီးတော့မှကမွန်းကြီးရလေးနဲ့ပြုတ်ထားတာပါဘာဖြစ်လို့လဲဆိုတော့အချင်းတက်ကလေးဝင်သွားတာပေါ့ဗျာသူကမချွဲလဲမချွဲတော့ဘူးကမွန်းကြီးရနဲ့ပြုတ်တဲ့ခါကျတော့အကြီးလဲတောက်လို့ရတယ်ဗျာခရီးပြုတ်တော့ခရီးချစ်ဆက်ပြုတ်ကိုတို့စားမှာပေါ့ဒီခရီးကတော့လေခရီးလေပါလေခရီးဝိုင်းကြီးပေါ့ဗျာအကြီးကြီးပေါ့ထိုင်းနေစားစားနေတွေ့လို့လေခရီးဝိုင်းကြီးပေါ့တချို့တစ်ဘက်ကိုပြုတ်လိုက်တာပါဗျာတချို့တစ်ဘက်ကိုတော့တုတ်စားမှာပေါ့ဒီကောင်ကတော့ဒါကတော့ပြုတ်စားတာပါကမွန်းကြီးလေးနဲ့ပြုတ်တာလေးကိုစားမှာပါထိုင်းနေစားစားနေတာတွေ့လို့ဗျာမနေ့ကတော့အခုလိုပြုတ်တာကတော့ဒါပထမဆုံးစားဖို့ခြင်းပဲပုံမှန်အဖြစ်တော့တုတ်ပဲတုတ်စားဖြစ်တယ်လုံးဝတကယ်ကိုကောင်းတယ်ဗျာထိမိခွေနေတာပဲအသားလေးကိုထိုးပြီးတော့ကလော်လိုက်ကိုယ်တိုင်ဆက်ထားတဲ့အချင်းလေးနဲ့တို့ပြီးတော့စားလိုက်ရတဲ့အရသာလေးကထုတ်နဲ့လုံးဝကိုဆွေမျိုးမိတ်သွားမယ်ဗျာလုံးဝကိုရှာလဲသွားမယ်ရန်ကောင်းတခါမှအခုလိုမျိုးပြုတ်ပြီးတော့မစားဘူးဗျာဒီခယူတွေကိုတုတ်ပွဲစားဘူးတာအခုကတော့ပြုတ်ပြီးတော့ဒါဒုတ်ကလေးနဲ့ပေါ့နော်ထိုးလိုက်အသားလေးကိုထိုးလိုက်သူကတော့လွယ်တကူကိုထိုးလို့ရတယ်ဗျာခယူဖင်လိန်လိုမျိုးအရှည်လိုမျိုးတော့အတကုံစုပ်စရာမလိုသူကဒုတ်ကလေးနဲ့ထိုးလိုက်ရုံပဲထိုးလိုက်တာနဲ့ကိုထွက်လာတယ်ဗျာအိပ်ပိုင်းလေးကိုပဲဒါအချီနဲ့ကိုယ်တိုင်ဆက်ထားတဲ့အချီနဲ့တို့ပြီးတော့စားလို့ရပါတယ်အရသာကတော့လုံးဝအမိုက်ပဲဗျာအမိုက်စားပဲနော်လုံးဝတုတ်နဲ့စားလို့အမတန်ကောင်းတယ်ဗျာဒီအဲ့ဒါလေးကိုမှဒီမုံညင်းအဖြူထုတ်လေးပေါ့နော်မုံညင်းရွက်အဖြူလေးကိုမှရေးစိတ်ထားတာလေးနဲ့ရောစားလိုက်တဲ့အခါမှာတော့သူ့ရဲ့အရသာဘယ်လိုပြောရမလဲဗျာဘယ်လိုပြောရမလဲဆိုတော့စားကြည့်လိုက်ကြပါကိုယ်တိုင်ကောက်ပြီးတော့ပဲဖြစ်ဖြစ်ပြုတ်ပြီးတော့စားကြည့်လိုက်ပါကျွန်တော်ပါဇက်ကပြောလို့တော့မထွက်ဘူးသူ့ရဲ့အရသာဘယ်လိုပုံဖွာမှန်းကိုမသိဘူးဗျာအရန်ကိုမိုက်ပါတယ်ပင်လဲစားကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့လုံးဝကိုရှာလေသွားမဲ့အရသာပါတကယ်ကိုကောင်းပါတယ်လုံးဝခယူလေးစားလိုက်မုံညင်းတုပ်အဖြူလေးကိုဝါးစားလိုက်အရသာကတော့လုံးဝရှယ်ပဲနှစ်ခုပေါင်းပြီးတော့ထုတ်ပြီးတော့စားရင်လည်းကောင်းပါတယ်သက်စီဝါးစားရင်လည်းကောင်းတယ်ဗျာသူ့ရဲ့အရသာတော့ဘယ်လိုပြောရမလဲရမ်းမိုက်ဒီကြားတဲ့ကမွန်းကျွဲနဲ့ပြုတ်ထားတာဆိုတော့ကမွန်းကျွဲအရေးလေးကိုတောက်ဘယ်ပြောကောင်းမလဲရမ်းကောင်းဒါကတော့ရောပြီးတော့ထုတ်စားတာပါရောပြီးတော့ထုတ်စားကြည့်လိုက်ဗျာရှမ်းမရနဲ့ပြုတ်ထားတာပဲပြောနေတာကြားတယ်ဗျာအနည်းဆုံးမိတို့ကနေမနေတာဆိုလို့ရှိရင်တော့လေတဲ့ကိုအခုချက်ချင်းပဲစင်းသွားပြီးတော့ကောက်ရင်တော့စီပြီးတော့ပြုတ်တာစားကြည့်တော့အမြန်ဆုံးချက်စားတယ်ဗျာတုတ်စားကြတယ်လောက်ပဲရှိတာလေမြို့တိတ်ပြုတ်မစားကြဘူးတဲ့သူ့ရဲ့အရသာတော့ဆလိုက်ရွက်ကလေးကိုစားမယ်မုံညင်းရွက်ဖြူတော့ကလေးကိုစားမယ်ပေါ့ဗျာအရေးလေးတောက်လိုက်ကမွန်းကျွဲနဲ့ပြုတ်ထားတာဆိုတော့ခရီးကချွဲလဲမချွဲတော့ဘူးအချင်းတက်ကလေးကလည်းသူ့ထဲကိုဝင်နေတဲ့အခါကျတော့လုံးဝစားလို့ကောင်းတယ်စားရတဲ့အခါမှာတုတ်နဲ့ဦးနေတာဗျာရမ်းမိုက်တယ်နော်တုတ်စားရတဲ့ရတာလည်းတစ်မျိုးပေါ့ဗျာဒါကတော့ပြုတ်ပြီးတော့ဒုတ်လေးနဲ့ထိုးပြီးတော့အသားလေးကိုထိုးပြီးတော့တို့အချင်းနဲ့တို့စားတာဆိုတော့သူ့ရဲ့အရသာလည်းတစ်မျိုးပေါ့စားကြည့်လိုက်ပါအရင်တော့ဆိုတော့တိတ်မစားရဘူးဗျအခုဆိုထိုင်းနေစားပြတာလည်းတွေ့တယ်နောက်မြန်မာတွေတချို့လည်းစားပြတာတွေ့တယ်ဗျာဘန်းနဲ့ခယူတွေကိုအဲ့လိုမျိုးထိုးစားပြတာစားကြည့်အောင်မယ်ဆိုပြီးတော့ကိုယ်တိုင်စားကြည့်လိုက်တဲ့အခါကျမှပဲသူ့ရဲ့အရသာလုံးဝကောင်းတယ်တကယ်ကိုကောင်းတယ်နော်လုံးဝပဲအမိုက်စားဗျာတွေ့နော်ဒီပါလာပြီဆိုတော့မှချင်းလေးနဲ့တို့ပြီးတော့မှဆလိုက်ရွက်ကလေးနဲ့ထုတ်ပင်လေစာဂုံးတို့ခယူတို့ကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးပြောင်းစားကြည့်မယ်ဆိုလို့ရှိရင်တော့
ကြိုက်မှာပါလုံးဝကြိုက်မှာတေးကြတယ်ဗျာစားတာကြည့်လိုက်တော့နော်ကျွန်တော်အပေါ်မပြောဘူးတကယ်ကိုကောင်းတာတကယ်ကိုကောင်းတာရန်ကောင်းဗျာ